ရိသတ်ကြီးအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ PD Audio Channel လေးကနေပြန်လည်ပြီးတော့မှကြိုဆိုလိုက်ရပါတယ်နော်ကျမတို့ Channel လေးရဆိုရင်တော့ပရိသတ်တွေဘ ഹു တုဒရစေမဲ့ဝတ္ထုလေးတွေကိုတင်ဆက်ပေးနေတာမို့လို့ Channel လေးကို Like and Subscribe လုပ်ထားပေးဖို့ပရိသတ်ကြီးအားလုံးကိုတောင်းဆိုချင်ပါတယ်ရှင်ဒီကနေ့မှာတော့စာရေးဆရာမကြီးခင်နှင်းယူရေးသားထားတဲ့မြကြပြီဝတ္ထုရဲ့အပိုင်း6ကိုဆက်လက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်အဆုံးထိလိုက်ပါခန်းစားနားဆင်မိကြပါအောင်ရှင်ဆေးရုံအိမ်ခန်းလေးမှာဒေါက်တာဖေသိန်းတို့လင်မယားနှစ်ယောက်မန္တလေးကိုပြောင်းရွှေ့သွားကြရသည်ရှယ်လီတို့မိသားစုလည်းဦးရွှေစံအောင်အိမ်ကိုပြောင်းဖို့ပြင်ဆင်နေကြသည်ရှယ်လီသည်ပစ္စည်းများကိုမက်ကြီးတို့လင်မယားနှင့်ကုညီထုတ်ပိုးရင်းသားနှင့်သမီးကိုလည်းအကျိုးအကြောင်းပြောပြရအောင်မည်သူ့သားနှင့်သမီးသည်စိုးနိုင်ခက်ခဲသောကလေးများမဟုတ်ကြချင်းမီက10တန်းသာရောက်လာသည်ဒေါ်လေးရဲ့သားသမီးများဖြစ်သောဖိုးထောင်စွစွသိန်းမမသိန်းတို့နှင့်ကစားတီကလွယ်၍အပြင်ထွက်လဲပတ်တတ်သူမဟုတ်ပေအိမ်နီကတာ၍အေးသေးသည်သို့သောသူတို့ယခုပတ်ဝန်းကျင်အစ်စ်ကိုဝင်ရတော့မည်အဖိုးအဖွားဆိုပေမဲ့ဦးရွှေစံအောင်ဒေါ်ဆန်ကြော့ခိုင်လက်ပေါ်တွင်သူတို့ကြီးပြင်းလာကြသူများမဟုတ်ဒါကြောင့်သူကသတိပေးရသည်အခုမာမီတို့ဆေးရုံအိမ်ကနေဖိုးဖိုးဖွားဖွားတို့အိမ်ကိုပြောင်းနေရမယ်ဒယ်ဒီကအင်္ဂလန်မှာအလုပ်ဆက်လုပ်တော့ဒီအိမ်မှာမာမီတို့နေခွင့်မရှိတော့ဘူးထိုစကားကိုတော့သူထိမ့်၍ပြောလိုက်သည်မာမီကနောက်ကိုစီးပွားရေးစောက်ချလုပ်ရမှာဆိုတော့နောက်ပိုင်းသားတို့ကိုအုပ်ထိန်မှုဆန္ဒဖွားဖွားကရှိတယ်ဖိုးဖိုးကရောသားတို့နဲ့တူတူနေခြင်းလို့မာမီတို့ပြောင်းရမယ်သားတို့တခုနားလည်ထားရမှာကဖိုးဖိုးဖွားဖွားတို့ဟာသားတို့ပေါ်စေတနာအင်မတန်ထားပါတယ်ဒါပေမဲ့ဖိုးဖိုးဖွားဖွားတို့အိမ်ဟာခိတ္တခဏသားတို့နေရမယ့်အိမ်ကိုယ့်အိမ်ကိုယ့်ရာမဟုတ်ဘူးတနေ့သားရဲ့သမီးရဲ့မမီရဲ့ကိုယ့်အိမ်လေးနဲ့နေနိုင်အောင်သားတို့စူးစမ်းပါမမီလည်းစူးစမ်းမယ်ပြီးတော့ဖိုးဖိုးဖွားဖွားတို့နဲ့နေတဲ့အခါအမြဲပဲသူတို့ဆန္ဒကိုဦးစားပေးရမယ်သူတို့ကသားရဲ့ဒယ်ဒီအစားကျေးဇူးရှင်တွေအခုဒီအိမ်မှာနေသလိုပဲသားရဲ့တာဝန်တွေသားတို့လုပ်ရလိမ့်မယ်ဖွားဖွားကပြောတယ်ဟန်အိမ်နဲ့မက်ကြီးပါခေါ်လာဖို့သူတို့မှာအစေခံတန်းရရှိတယ်တဲ့မက်ကြီးရှိနေနေဖွားဖွားတို့အစေခံတွေလည်းဘလို့ပဲနေနေမိဖို့တွေကိုသမီးဝင်ရမယ်မနက်စာနေ့လယ်စာတွေကိုကြောင်းမသွားတဲ့နေ့တွေမှာကိုယ်တိုင်ဝင်လုပ်ရမယ်ဂျင်မီလည်းဖိုးဖိုးရဲ့ဝေယဝိဆကိုမင်းအားလုံးတာဝန်ယူရမယ်ညအိယာဝင်ကနေဖိုးဖိုးနဲ့ဖွားဖွားကိုကြောက်ရမယ်အဖိုးအဖွားချမ်းသာတာနဲ့သားတို့အောက်ခြေလွတ်သွားလို့မဖြစ်ဘူးသားတို့အရေးချင်းပဲသားတို့ကိုယ်ပိုင်ရှိတယ်သားနဲ့သမီးသည်ထုံးစံအတိုင်းသူပြောတာကိုသာနားထောင်ကြသည်ဒယ်ရီဘယ်တော့ပြန်လာမလဲဟု၍မမေးကြဦးရွှေစံအောင်တို့အိမ်မပြောင်းခင်2ရက်ကသူဒေါ်တန်းဤဆိုင်ကိုကြံတောင်းရင်စရင်ရှင်းစရာရှိရထွက်လာခဲ့သည်ဒေါ်တန်းဤပွဲရုံကလမ်းမတော်အောက်လမ်းညောင်ပင်လေးစေးနှင့်မျက်နှာချင်းဆိုင်တိုက်ခန်းများမှာဖွင့်ထားသည်တိုက်ခန်းကနှခမ်းတွဲလျက်တခန်းကဒေါ်တန်းဤကိုယ်တိုင်ဦးစီး၍လက်ပုတ်တာဖြာပုံပန်းတနော်စသည်တို့နှင့်ဘိတ်ဒဝဲရခိုင်တို့မှလာသောရေချိုရေငန်ကြောက်ကိုရောင်းဝယ်သည်ပွဲစားလဲလှုပ်သည်သူကလက်ကားဖြစ်၍ရင်းနှီးကြည့်သည်တခန်းကသူ့တူမကိုဖွင့်ပေးထားသည်ငချောက်ပစွန်ချက်ကိုလက်လီကုံတယ်လေးတွေနှင့်ပြတ်ထိုးရောင်းသူတွေအထိရောင်းဝယ်သည်ကတိုင်းနှစ်ခုရှိမှစပွဲကြီးနှင့်ထိုင်နေသောဒေါ်တန်းရီကိုသူအစင်သင့်တွေ့ရသည်ဒေါ်တန်းရီကဝါဝဖိုင်ဖိုင်အသားဖြူဖြူမျက်နှာဝိုင်းဝိုင်းနှာရန်ကပေါ်ပေမဲ့မျက်လုံးများကအနှဲငယ်မှေးလာသည်ပြုံးပြုံးရီစကားပြောတာကတော့ကုံတယ်ဆန်သည်စပင်ကိုရွှေဘီးကြီးနှင့်ပတ်ထားသည်မှလည်းဝင်းလက်နေသည်ရှယ်လီရေလာထိုင်ဒေါ်တန်းရီကသူ့ရှိမှကလထိုင်ကိုထိုးပေးသည်ကိစ္စအထူးရှိလို့လားရှယ်လီကဖြင်းချင်းစွာထိုင်ရင်းပွဲရုံတစ်ခုလုံးကိုအကဲခတ်နေသည်စရင်ရှင်းစရာလေးဒေါခင်သက်တရားခါနိုင်လို့ပါပြီးတော့ကိုချင်းအိန္ဒိယတောင်ပိုင်းကပစွန်ကျောက်တွေလည်းရှေ့ရက်ပတ်မှာရောက်မယ်
ဟုတ်ပါရဲ့မြန်မာရေချိုရေငန်ချောက်တွေကတော့မြို့သုံးမော်နေကိုချင်းချောက်တွေကတော့နေရအနှုတ်များတယ်စင်းရင်လက်ရှင်းမိလိုက်ပါမယ်သူတို့နှစ်ယောက်စကားပြောနေစဉ်ဆိုင်ထဲမှာငါချောက်အိတ်ကတားပေါ်တင်သူတွေနဲ့တင်မော်ဆာ၍ငါချောက်များပွဲယုံတင်လာသူတွေကတားနဲ့ချိန်သောအလုပ်သမားများနဲ့စည်ရဲတွေ၏ပြောတဲ့ဆိုတဲ့ဒီမှာဆူညံလုံးနေသည်ထော်ခင်တက်တင်၏ဘူချုပ်စည်းလိုတော့တန့်ပြန့်အေးဆေးမှုမရှိငါချောက်ပစွန်ကြောက်အနက်များကလည်းပွဲယုံတစ်ခုလုံးနန်းနေသည်မမကြီးနဲ့လည်းရှယ်လီတိုင်ပင်ခြင်းလို့ပါရှယ်လီမမဒေါခင်တက်တဲ့အထက်လှုပ်တွဲလှုပ်ခဲ့တယ်မမကလည်းတင်မေးပါတယ်မမကြီးစီတော့ကိစ္စရှိမှပဲရောက်တယ်ပစွန်ကြောက်လည်းလက်လွဲရောက်တာပဲများတယ်လေအခုရှယ်လီရဲ့ရောက်ခမတွေကငွေအရင်းကြီးထုတ်ပေးမယ်တဲ့ရှယ်လီတီးတန့်ကုမ္ပဏီထောင်မလို့အထက်ဆိုင်မဲလိုက်ရင်ကောင်းမလားငါချောက်ပစွန်ကြောက်လိုက်မယ်လိုက်ရကောင်းမလားစဉ်းစားရင်မမကြီးနဲ့လည်းတိုင်ပင်ခြင်းလို့ပါဒေါ်တန်းကြီးကစဉ်းစားရင်းအလုပ်သမားတွေကိုလှမ်းကြည့်လိုက်သည်မြင်တဲ့အတိုင်းပဲရှယ်လီရေတဲမော့ဆိုင်တော်တစ်မျိုးကားဆိုင်တော်တစ်မျိုးကုန်တင်ကုန်ချနဲ့အလုပ်သမားတွေကလည်းဆက်ဆံရတယ်စီးရုံရတယ်ဟိုဘက်ကမမတူမကတော့လက်လီဝဲသူတွေကိုရောင်းနေပြီးတော့ဗျက်ထိုးရောက်တဲ့လမ်းမေးစေးတဲ့လေးတွေကိုရောင်းနေသူတို့ကတော့တယောက်မှတပိတ်တာလောက်စီကိုတောင်ယူရက်သူနေပါတယ်ဘနဲ့ပစွန်ကြောက်ယူသွားပြီးညနေရောင်းလို့ကြံတဲ့ပစွန်ကြောက်ပြန်သွင်းငွေလဲချေတာပေါ့တချို့ကလည်းပစွန်ကြောက်အမှုန့်ကျိတ်ပြီးသားဝဲတမတ်တန်အထုံလေးထုတ်ရောင်းနေတမတ်တန်ချုံမုံတုံလေးနဲ့တွဲရောင်းနေထိုစဉ်ကတမတ်ဖို့အယောင်းဝယ်ရှိသည်ဒါကတော့မမအနေနဲ့ငွေရင်းမတက်နိုင်တဲ့လမ်းဘေးစည်းတဲ့လေးတွေကိုကူညီရဲ့သဘောပါနေပြန်တို့နဲ့လှုပ်ရှားရင်နင့်နာလုံးလုံးတချို့စည်းတဲ့လေးတွေကတော့မမနဲ့မပတ်သက်ပါဘူးတချို့ကတော့သူတို့ယောက်ျားတွေကမမပွဲရုံမှာကူလီထမ်းနေပြီးတော့သူတို့မိန်းမတွေကပစွန်ကြောက်ငါချောက်ဗန်လေးတွေနဲ့ရောင်းနေပေါ့လေသူတို့မှလည်းသူတို့ဈေးကွက်နဲ့သူတို့ရှိတယ်ကပ်ပလီကွက်တစ်တွေနဲ့ပလက်ဖောင်းတွေဟာသူတို့ရဲ့ဈေးကွက်ပေါ့ထိုစဉ်ကကွက်တစ်များရန်ကုန်မြို့ထဲမှာရှိပါသေးသည်ဒေါ်တန်းကြီးသည်စကားစရက်လိုက်ရင်ဆိုင်ထဲကိုတုတ်သေးတုတ်ပြောင်ဝင်လာသောအမျိုးသမီးတူကိုကြည့်လိုက်သည်ခင်မေဘာဖြစ်လာလဲအမျိုးသမီးကစပွဲနာမျက်စိပြက်မျက်နှာပြက်ကတ်လာသည်တော်ရဲ့ကျမပစွန်ကြောက်ဖန်းလေးမြူနစ်ပယ်တိန်းသွားလို့ပစွန်ကြောက်တွေပသွားပြီအော်ခက်လိုက်တာခင်မေရဲ့နေရမလင်မဲကိုပလက်ဖောင်းပေါ်ရောင်းတယ်ဆိုတာအပြေးတန်ရတယ်ကျမဝယ်သူတယောက်ကိုရောင်းနေတာသူတို့လာသတိမထားမိလိုက်ဘူးညနေကျမငွေမသွင်းနိုင်တော့ဘူးအဲ့ဒါတော်ကိုလာပြောတာပါသွားခင်မကြည့်စီသွားပြီးတော့အကျိုးကြောင့်ပြောပြဒေါ်တန်းကြီးကတစ်ဖက်ခန်းတွင်ထိုင်နေသောသူ့တူမစီလက်ညှိုးထိုးပြလိုက်သည်ခင်မကြီးရေခင်မေကိစ္စကြည့်ရှင်းလိုက်ပါလှမ်းပြီးလဲပြောလိုက်သည်မြင်တယ်မို့လားရှင်လီလူပေါင်းစုံပြဿနာပေါင်းစုံမမကတော့ရှယ်လီကိုအထက်လိုက်မဲ့လိုက်စေခြင်းနဲ့ဆက်ဆံရတာလဲလူတက်နေရှယ်လီနဲ့ဒီရေချိုးရေငန်ကောင်တွေနဲ့မလိုက်ပါဘူးတခုတော့ရှိတယ်မမယောက်ျားဘေးဘက်ကိုသွားနေတယ်ငပုတ်ပြားကိစ္စဆက်သွယ်စရာရှိလို့ဘလို့လဲဆိုတော့တို့ကငပုတ်ပြားကိုပြည်ရင်းမှာပဲရောင်းတာအခုအင်္ဂလန်မှာရောဟောင်ကောင်တို့အမေရိကတို့နဲ့နိုင်ငံခြားတွေမှာငပုတ်ပြားချက်ကိုပလတ်စတစ်တုပ်ကလေးနဲ့လေးလက်မလောက်ပေါ့တစ်ပြီးတော့ရောင်းကြတယ်နိုင်ငံခြားမှာမြန်မာတွေစားရတယ်ငါချောက်ထုံမှာတစိုက်ကတ်ထားတော့မလေးရှားမှာလုပ်သည်လို့တက်ထားတယ်အမှန်တော့ဗိတ်တဝဲကြောက်ကိုမလေးရှားဝယ်ပြီးသူတို့ကပတ်ခင်လှလှနဲ့တဆင့်ပြန်ရောက်တာအဲ့ဒါမျိုးပို့ကုန်ပြလုံးနိုင်ရင်တော့ရှယ်လီလို့အခုတော့ကိုထွန်းအေးဒဝဲနဲ့ဘိတ်ကကုံတော်ရင်းနဲ့သွားဆွေးနွေးတယ်ငါပုတ်ချောက်ကဒဝဲကပိုကောင်းတယ်မမထင်တယ်ရှယ်လီနဲ့တော့အထဲပဲကောင်းပါတယ်ကဲမမလည်းရှင်းစရာရှိရလေရှင်းမေးလိုက်မယ်မောင်သိန်းအောင်လာကြအောင်ဟဲ့ပစွန်ကြောက်ဘိုးတွေရှင်းရအောင်စရေးလေးသည်ဗီဒီယိုဖွင့်ကဖိုင်နယ်တစ်ခုကိုယူ၍ဒေါ်တိုင်းရင်စပွဲကိုလာသည်ရှယ်လီကပစွန်ကြောက်ပန်းအသိမ်းခံရသောမိန်းမကိုစိတ်ဝင်စားနေသည်မမအစင်းနဲ့လှုပ်ထားလေရှယ်လီခင်မကြီးစီခဏသွားလိုက်အောင်မယ်ရှယ်လီသည်ခင်မကြီးဘက်ကိုကူးလာသည်ပြက်ထိုးတယ်လေခင်မေနာကိုသွားထိုင်သည်ခင်မေသည်သူ့ကိုသတိထားနိုင်မုံမပေါ်
ခင်မေကစပင်ကိုကော်ပီနဲ့ပတ်ထားသည်ရှန်သားပွင့်ရိုင်အင်ကြီးလုံကြီးကအနီးရင်ပေါ်ပလင်ပြောင်ကိုဝတ်ထားသည်ညနာကတော့တောကနှင့်ပူလောင်နေပုံရသည်နေရအောက်မှာရောင်းဝယ်နေရသူမို့လို့နေလောင်သောမျက်နှာကညိုမွဲမွဲဖြစ်နေသည်အခုပစွန်ကြားမုံတပိတ်တာထပ်ပေးလိုက်ပါဒီနေ့ငွေပြန်မသွင်းနိုင်တော့ဘူးမနှက်ဖြန်မှာတဝက်စီသွင်းသွားပါမယ်ခင်မြကြီးစင်ရင်မှတ်နေသည်မခင်မေရလဲလေဘာပဲဖြစ်ဖြစ်အပြေးတန်မှာပေါ့မြူရဲလာရင်ဈေးသက်ချင်းသတင်းပေးရပဲဟာရှင်ဟိုကအလုံးပါတယ်အမရဲ့မနှက်ဖြန်တော့အမှုန့်ထုတ်ကိုကွက်တဲ့ဈေးတွေမှာပဲသွားရောက်တော့မယ်အနေရကင်းနေဒါကြောင့်ကျမပစွန်ကြောင့်အမှုန့်တောင်းတာဒီနေ့တော့ပစွန်ကြောင့်အကောင်ကမျိုးရဲသုံးဆိုပြီးတန်စင်းနာကပလက်ဖောင်းပေါ်အယောင်းကောင်းလိုက်တာမြူရဲနဲ့တွေ့သွားတယ်ဘမ်းမှမရှိတော့ဘူးအရင်လည်းပြုတ်ပြီးခင်မြကြီးကပစွန်ကြောင့်မုံတစ်ထောက်ခင်မဲကိုလှမ်းပေးလိုက်သည်ရှင်ပမနေလေရှယ်လီကရုတ်တရက်ဝင်မေးလိုက်၍ခင်မေကအံ့အားသင့်သွားသည်ကန်းနာမှာပါခင်မေကမရဲတရဲဖြေလိုက်သည်ရှင်အိမ်ပြန်မှာမဟုတ်လားအပြန်ကျမလိုက်ပို့မယ်လေခင်မေသည်တအံ့တော်ရှယ်လီကိုကြည့်လိုက်သည်ကျမလိုက်ပို့ပြရစီရှင့်အိမ်ကိုသိချင်လို့အိမ်ကျမအိမ်ကလမ်းဘေးတဲလေးပါအော်ဘာဖြစ်ဖြစ်ပေါ့လေကျမလိုက်ပို့ချင်လို့ပါယူစရာတွေစနေလောက်ထားနော်ရှယ်လီသည်ဒေါ်တန်းရီထံမှငွေယူကာနှုတ်ဆက်၍ခင်မေနှင့်အတူပွဲရုံထဲမှထွက်ခဲ့သည်ခင်မေကကားပေါ်ခက်ရွံ့ရွံ့တက်လာခဲ့သည်ဟန်အေးကလည်းရှယ်လီလောက်ပုံကိုနားမလိမ့်မခင်မေအိမ်ဘက်မှလည်းလမ်းပြနော်ခင်မေသည်မော်တင်ကန်းနာစိုက်ကန်းနာဘက်ပလက်ဖောင်းပေါ်မှတန်စီယိုတိုင်များကိုတွေ့၍တာလဘက်မိုးထားသောတစ်ဖက်ရဲ့သူ့အိမ်ကိုပြသည်ယခုထိုတဲများမရှိတော့ပါရှယ်လီကလမ်းဘေးကရိုက်၍ခင်မေနှင့်အတူဆင်းလာသည်သူ၏အိမ်လေးမှာရှယ်လီထိုင်စရာနေရာမရှိ4 နှစ် 5 နှစ်လောက်ရှိမိမိန်းကလေးတစ်ယောက်ဖျာစုံလေးဘေးမှာထိုင်နေသည်အမကိုအားနာလိုက်တာရှင်ဒါကျမအိမ်မှာပဲရှစ်ယောက်ကြားရောသူကအလှုပ်ဆင်းနေတယ်ကန်းနာမှာသင်္ဘောတွေဆိုင်ရင်ကူလီလုတ်တယ်ကျမမှာတားကြီး10 နှစ်လောက်တယောက်ရှိတယ်သူ့အဖေကိုပါထွန်းကသူ့သားကိုကြောင်းထားခြင်းနဲ့ဆိုတော့ကျမဈေးရောက်တာပါသူကူလီထမ်းလို့ရတဲ့ငွေကစားလောက်ပါတယ်သားကိုကြောင်းထားရတော့အရက်ဖိုးမပိုဘူးကျမဈေးရောက်တော့သူအရက်ဖိုးရတာပေါ့သူဟာမူးရင်အေးအိတ်တာပါကျမကိုလည်းကျင်နာပါတယ်မတော့တော့လဲမနှက်ကြအလုံးမစင်းနိုင်ဘူးသင်္ဘောတွေကအစောကြီးကတ်တာကျမကလေးတွေခေါ်လာပြီးမခင်မဲအိမ်လာလဲအောင်မယ်အခုကျမပေးတဲ့ငွေ20ယူပါပစွန်ကြောက်ကျွေးဆက်နိုင်တာပေါ့ကျမသွားအောင်မယ်ရှယ်လီသည်မခင်မဲရှိငွေ20ထားခဲ့ကကားရှိရာထွက်လာခဲ့သည်ခင်မေကရှယ်လီလောက်ပုံကိုနားမလဲငေး၍ကြံရစ်သည်အိမ်ပြန်လန်းတွင်ရှယ်လီကခင်မေအကြောင်းကိုတွေးရင်းခင်မေစကားကိုကြားယောင်လာသည်ကျမဈေးရောက်တော့သူ့ရဲ့ရက်ဖိုးရတာပေါ့တဲ့ခင်မေဒီနေ့သူ့ဈေးပန်းလေးမြူရဲတိတ်သွားတော့သူ့ယောက်ျားအရက်ဖိုးဘယ်ရမလဲအရက်ဖိုးမရရင်သူ့ယောက်ျားကများခင်မေကိုရိုက်အောင်မလားသူ့လင်ကကျင်နာပါတယ်ဆိုတော့ရိုက်တော့မရိုက်ကောင်းပါဘူးလေလင်းကိုအရက်စပွဲနဲ့အမီးနဲ့ရှယ်လီတက်ခင်းကျွေးမွေးတယ်လို့ခင်မေသည်လည်းသူ့ယောက်ျားအရက်ဖိုးရအောင်ကြိုးကြိုးဆာဆာဈေးရောက်ဝရှာသည်ဒီနေရာမှာသူနှင့်မခင်မေစေရနာတူကြသည်ပစ္စည်းများအလုံးတင်ဆက်ပြီးကြပြီးမနက်ဖြန်တနင်္ဂနွေနေ့နနက်စောစောဦးရွှေစံအောင်ကကားကြီးတစ်စီးပစ္စည်းတည်ယူရန်လွှတ်လိုက်မည်ဆိုသည်ရှယ်လီကစနေနေ့ညနေတားတဲ့သမီးကိုခေါ်ကဟန်အေးကကားမောင်းပြီးခင်မေတို့အိမ်မက်ကိုထွက်လာခဲ့သည်ခင်မေကိုအိမ်မှာဆက်ဆိုင်မြိုင်တွေ့ရသည်ရှယ်လီတို့မိသားစုကိုခင်မေကကြည့်နေသည်လာပါအမကျမလည်းအခုမှဈေးရောက်ပြန်ရောက်တယ်ဖျားပေါ်မှာထိုင်ပါခင်မေကဖျားဟောင်းလေးတစ်ချက်ခင်းပေးသည်တားချင်မီနေအင်းနီလာထိုင်လေကလေးတွေသည်သူတို့မာမီလုပ်တီကိုဘာမှနားမလဲခက်ကြောင်ကြောင်နဲ့သာထိုင်နေကြသည်
အိမ်လေးသည်အိမ်ဆိုတာမတ်တက်ပါပဲတောင်လက်ဘက်မိုး၍ထရန်ကာထားသည်ရှေ့မှာဝါလုံးတိုင်နှစ်တိုင်တောင်တောင်နှင့်တောင်လက်ဘက်ကိုခြိထား၍နောက်ကတန်စီယိုးတိုင်ကိုခြိထားသည်အောက်ခင်းကပလက်ဖောင်းကြောက်ပြားဖြစ်သည်ကြောက်ပြားပေါ်မှာဖျားချမ်းခင်းထားသည်အိုးခွက်နှင့်မီးဖိုကအိမ်မြင့်ပလက်ဖောင်းပေါ်မှာပတ်ဝန်းကျင်အနှံ့အသက်ကရေမြောင်းပုံနှံထွက်နေသည်မခင်မေယောက်ျားရောဒါကသားလားရှက်လေးကမေးလိုက်တော့မိဖို့နားမှာထိုင်နေသောတငယ်လေးကအံ့အားသင့်သွားပုံရသည်သမီးငယ်ကတော့ငေးကြည့်နေသည်ကိုပါထွန်းအလောက်ကပြန်မလာသေးဘူးဒါကတော့သားတင်ဖေပါသူကကျောင်းမှာ၄တန်းရောက်ပြီဒီနေ့ညနေဘက်ထွက်မဲ့တင်မောတွေမှာသူကဈေးရောက်ရတယ်တနင်္ဂနွေဆိုလဲကျောင်းအားတော့မနက်ဖက်ထွက်တဲ့တင်မောတွေမှာဆေးလိပ်မိချက်အတူထွာလေးတွေဘန်းနဲ့ထည့်ပြီးတင်မောပေါ်မှာရောင်းရတယ်။ဒါလာလီဟိုနေ့ကအမေကိုငွေ20ပေးသွားတဲ့အမ။ဒါဆိုသူသည်မဝတ်မရဲသူတို့အနာလာကဂျင်မီနဲ့ရှယ်လီကိုကြည့်နေသည်။သူ့ပစိုးအနွမ်းနဲ့ရှက်အင်းကြီးအဆုပ်ကြောင်ရှက်တယ်လို့ဖြစ်နေသည်။ကိစ္စရှိရင်မခင်မေထော်တန်းရင်ကတဆင်ကျမကိုဆက်တယ်ပေါ့။ကျမကစကော့စီထဲမှာဆိုင်ရှိတယ်။အောင်လန်စတိုးပါ။လာခဲ့နိုင်ပါတယ်။မောင်တင်ဖေကလည်းမှတ်ထား။ဒါအန်တီရဲ့သားနဲ့သမီးမောင်တင်ဖေတို့အတန်းမှာတင်ရတဲ့စာအုပ်တွေမရှိတော့ဘူး။သား9လန်းတက်တော့စာအုပ်ဝယ်ဖို့စာအုပ်ဖို့အန်တီငွေ90ကျပ်ပေးခဲ့မယ်။ရှယ်လီသည်ငွေထုတ်ခါဖျားပေါ်ချလိုက်သည်။ကျေးဇူးတင်လိုက်တာအမရဲ့တင်မောပေါ်မှာသူဈေးရောက်လို့ရတာလေကသူ့ရဲ့ကျောင်းမုတ်ဖို့စာအုပ်ဖို့ပို့သုံးရတာပေါ့။သူ့အဖေကလည်းပေးပါတယ်။သူ့အဖေကတော့အငယ်မကိုရှင်းနေကြရင်ကြောင်းထားပေးမယ်တဲ့။ဟိုနေ့ကအမပေးတဲ့ငွေ20ကျပ်အမပြောတဲ့အတိုင်းပစွန်ကြောက်ကြွေးကြံတာလေးဖဲဆက်လိုက်တယ်။ကျေးဇူးတင်လိုက်တာ။ဟုတ်တယ်။ခလေးတွေကိုတော့ကြောင်းထားပါ။ကဲကျမပြန်လိုက်အောင်မယ်။မခင်မေတို့မိသားစုသည်တအံ့တော်ငေး၍ကြံရည်သည်။ငွေ90ကျပ်လုံးကနေရဖို့ဆိုတာသူတို့မိသားစုမှာမလွယ်လှပဲ။အိမ်ပြန်ရောက်တော့မှရှယ်လီကဂျင်မီနဲ့အင်နီကိုပြောပြသည်။သားနဲ့သမီးတို့ကမာမီဘာတွေလုပ်နေလဲလို့ထင်ကြမှာပဲ။မနှက်ဖြန်သားတို့ဖိုးဖွားအိမ်ကိုပြောင်းရတော့မယ်။ဖိုးတို့စီရောက်ရင်မခင်မေတို့စီသွားဖို့မလွယ်တော့ဘူး။မခင်မေသားမောင်တင်ဖေကျောင်းမလို့နေရတယ်ဆိုတာသားတို့ကိုသိစေချင်လို့သူတို့နေရတဲ့အိမ်ဆိုတာလေသားတို့ကိုမြင်စေချင်လို့ဒါပဲဂျင်မီကတော့မိခင်ဖြစ်သူဘာကိုဆိုလိုချင်သည်ကိုသိကြောင်မျက်လုံးနဲ့ဖော်ပြသည်အင်းနီကတော့ခက်တွေပဲမိခင်ကိုငေးကြည့်နေသည်သူ့လက်ချောင်းလေးများပုတ်တက်နေသည်သူ့မျက်လုံးသည်မိခင်ဆိုလိုချက်ပိုသဘောပေါက်မပေါက်တစုံတရာအမှုရာမပြပါနောက်နေ့စနေနေ့မှာတော့သူတို့စီထရက်ကားကြီးတစ်စီးနဲ့ဒေါ်ချစ်တစ်စီးဥရွှေစံအောင်ကပို့လိုက်သည်တနေ့တည်းအေးရအိမ်ကိုအပီးပြောင်းကြသည်ဥရွှေစံအောင်တို့အိမ်မှာတေကားလောက်ကျယ်ဝန်းသောခြံကြီးထဲမှာစောက်ထားသောနှစ်ထပ်တိုက်ကြီးဖြစ်သည်မမီကရှယ်လီနဲ့အင်နီကိုအိတ်ခမ်းတစ်ခမ်းအပေါ်တက်မှာပေးသည်တားချီမီကိုတော့တီးတန့်လုံးချင်းအခန်းလေးပေးသည်ရောက်ခမ2ယောက်စလုံးအမူအရာကသူတို့မိသားစုတွင်အထူးသဖြင့်ဂျင်မီကိုအထူးဂရုတစိုက်ရှိကြောင်းထင်ရှားသည်ဥရွှေစံအောင်ကထောင်ထောင်မောင်းမောင်းမျက်ခုံးမျက်လုံးနှာရန်တို့ကရခိုင်ဆန်သည်နှာရန်ပေါ်ပေါ်မျက်ခုံးထူထူနှင့်မျက်လုံးကညိုမောင်တည်ငြိမ်သည်အရာရာကိုလှမ်းမိုးနိုင်စွမ်းရှိသောစွမ်းအားရှိပုံရသည်စကားနှဲပုံရ၍ပြောစရာရှိလင်တော့အေးစစ်စစ်အချိန်ယူ၍ပြောသည်အသားကတော့ညိုသည်ဒေါ်ဆန်ကြော့ခိုင်ကအသားဖြူသည်လင်းခက်ဆင်းဆင်းမျက်လုံးမှာဒေါ်ဆန်ကြော့ခိုင်ထံမှမွေရထားပုံပေါ်သည်နာနန်သွဲ့သွဲနှကန်းပါပါလေးနှင့်စကားများများပြောတတ်တော်လဲအေးစစ်စစ်ပြောတတ်သည်မီးစပတ်အကြီးကြီးကိုခက်မြင့်မြင့်ပတ်ထားပေမဲ့သူ့မျက်နှာတွတ်တွဲဖြူဖြူနဲ့လိုက်ဖက်သည်အသက်ကြီးလာတော့လေဗိုက်ရွှဲတင်ကားသောပုံစံမျိုးမဟုတ်ပိတ်မိန်တွတ်တွဲနွဲ့ရင်သောကိုယ်လုံးနှင့်ငယ်စဉ်ကအတော်လှပချောမောဟန်ရှိသောပုံစံမျိုးဖြစ်သည်တဖြည်းဖြည်းနှင့်နေသာထိုင်သာအသက်ရှူအားချမ်းတို့တော့ရှက်လီခံစားရသည်
ရခင်ကတွေးထင်တာလို့မာကြောကြောဟန်တခွဲသားနဲ့အနောက်တိုင်းဆန်ဆန်ပုံစံမျိုးမဟုတ်ဦးရွှေဆောင်ထမင်းမစားခင်အရက်တောက်တဲ့ဟန်ရှိသည်တီးတဲ့အခန်းလေးမှာဒေါ်ဆန်ကြော့ခိုင်ကစီစဉ်မိသည်ဒါပေမဲ့အိမ်တွေမပြတ်လူကြီးလူကောင်းပြီးသားစွာတောက်ပုံရသည်ထမင်းစားကန်ကိုဝင်လာလျင်တတိငြိမ်ရှိသည်တောက်ထားသည်မှမသိရဒယ်ဒီရောမာမီရောထမင်းဝိုင်းမှာမီးများနှင့်အတူစားကျင်ကြသည်သို့သောညစာမှမိသားစုဆုံဆုံညီစားပြသည်ဇွန်ခရင်နှင့်စားသည်ကလွယ်၍ဟင်းဆက်ကအစာရခိုင်ဆန်သည်မယုတ်သီးများများသုံးသည်ထမင်းစားစဉ်ဆိုရင်ဒေါ်ဆန်ကြော့ခိုင်ကဥရွှေစာအောင်ကိုအထူးဂရုစိုက်သည်ဒုတိယကတော့ဂျီမီကိုအရေးပေးသည်ရှယ်လီကိုယ်တိုင်ရောက်ခမများကိုထမင်းဟင်းဥချပြီးမှထမင်းစားသည်ထမင်းစားပြီးရောက်ခမ၏နှစ်ယောက်စလုံးလက်ဖက်တုပ်ဆောင်ကြိုက်တဲ့၍ရှယ်လီကအိမ်နီးကိုမှားထားသည်ထမင်းစားပြီးတိုင်းအဖိုးအဖွားအတွက်လက်ဖက်တုပ်နှင့်ရင်သွေးချမ်းကိုအင်းနီကိုယ်တိုင်ပြင်ကအဖိုးအဖွားရှိမှချထားပေးရသည်အင်းနီကအေးဆက်ဆက်နေတတ်ပေမဲ့မိဖို့မှာဖွားအိမ်နှင့်အလိုက်တင်စွာရခိုင်ဟင်းအချက်ပြုတ်တင်ယူ၍အဖွားကကျဉ်တ်ပုံပေါ်သည်ဖျားတောက်တော်၏လဲလှယ်၍စွန့်ကပ်ပန်းကပ်တာဝန်ကိုတော့ရှယ်လီယူကကိုယ်တိုင်လုပ်သည်ညစာစားပြီးချိန်မှာတော့စာဖတ်ခန်းထဲမှာသားသမီးတွေနဲ့အတူရှယ်လီစာဖတ်သည်သူစာဖတ်ခြင်းကြီးကလည်းတကြောင်သားသမီးတွေမှန်မှန်စာချက်မကြံသိလို၍တကြောင်မတိမတာအနားမှာထိုင်၍စာဖတ်ပေးလိုက်သည်ဂျင်မီတက္ကသိုလ်သို့တက်ရောက်မည့်နေ့မတိုင်ခင်တရက်မှာဥရွှေစာအောင်ကမြီးများကိုပြောသည်ဂျင်မီကြောင်းတက်ရင်စီးကြောင်းသားဆိုတော့ရှိုးထုတ်ချင်တာပဲဘောင်းမီဝစ်ချင်ဝစ်ပေါ့မနက်ဖြန်ကြောင်းစားတက်တဲ့နေ့မှာတော့ပစိုးနဲ့တိုက်ပုံအင်ကြီးဝစ်စေခြင်းနဲ့ဖိုးဖိုးတို့ခေတ်ကကောလိပ်ကျောင်းသားဆိုတာမပြောဘဲသိရတယ်လုံကြီးဆိုလဲမန္တလေးပိုးလုံကြီးဗန်ပေါက်လုံကြီးနဲ့စပင်ကလည်းတရရက်ဖီးပြောင်းလို့တိုက်ပုံအင်ကြီးနဲ့နေုံနဲ့တင်လေးစားစရာဖေကြီးကလည်းဘိုးတော်ဖရာခေတ်ကိုပြောနေပြန်ပြီအဖွားတို့ခေတ်ကတက္ကသိုလ်ကျောင်းသူဘီစတုံးထုံးရတယ်အခုခေတ်ဒီလိုထုံးရရင်ဘတ်စကားပြေးတက်ရတာနဲ့အချက်တွေကွဲရောဒေါ်ဆန်ကြောက်ခိုင်ဝင်ပြောရင်းရီလိုက်သည်ဖိုးဖိုးရဘန်ကောက်လုံကြီးမဝင်နိုင်တဲ့ကျောင်းသားဘယ်နဲ့လုံမလဲဂျင်မီကမေးလိုက်သည်ပလေကက်လုံကြီးကိုပဲတည်တည်တက်တက်ဝစ်ကြတယ်ဖိုးဖိုးပြောတာကအဖိုးတန်နဲ့အဝတ်မဟုတ်လေတက်တက်ရက်ရက်တန်တန်ရှင်းရှင်းဝစ်စေချင်တာပါနေတန်ထိုင်းဒီပေါ့အငြင်းတန်းပစိုးဝတ်ရမယ်မစိုးလိုပါဘူးဘောင်းမီလဲဝတ်နိုင်တယ်ပစိုးဝင်ရင်တော့ရှက်အင်းကြီးအပေါ်မှာတိုက်ပုံဝတ်စေခြင်းနဲ့ဦးရွှေစံအောင်စကားဆုံးတော့ရှယ်လီကဝင်ပြောရသည်ဂျင်မီတို့ဒယ်ဒီဝတ်သွားတဲ့တိုက်ပုံတွေရှယ်လီသိမ်းထားပါတယ်ဂျင်မီကထွားရနဲ့အတော်ပါပဲရှယ်လီထုတ်ပေးလိုက်ပါမယ်ထိုနေ့ညမှာတော့ဂျင်မီအတွက်ရခိုင်ပိုးလုံကြီးနှစ်ထည်နဲ့ချီလုံကြီး3ထည်ဦးရွှေစံအောင်ကဂျင်မီအခန်းကိုပို့လိုက်သည်ဂျင်မီကဝမ်းသာအားရရှယ်လီကိုပြ၍ရှယ်လီသားကိုပြောပြသည်သားအတွက်ဘောင်းမီလည်းတက်ကလတ်တစ်ထည်နဲ့တက်ထရက်နှစ်ထည်ပဲမမီဝယ်ပေးနိုင်မယ်ရိုးရိုးသေးသေးဝတ်နော်ဖိုးဖိုးတို့ကချမ်းသာတာမမီကချမ်းသာတာမဟုတ်ဘူးအခါခတ်သိမ်းအဖိုးကြီးအဖွားကြီးကိုတာဝန်ပေးလို့မဖြစ်ဘူးတားနားလဲပါတယ်မမီတားတို့အဖိုးအဖွားကချမ်းသာတာကတခြားတားတို့ဟာငွေစုံးကြိုက်မွေးလာတာမဟုတ်ဘူးတားကိုယ်တိုင်စူးစမ်းပညာသင်ယူပြီးအလုပ်စူးစမ်းလုပ်လို့ရလာတဲ့ငွေကမှတားရဲ့ငွေအစ်စ်တို့ဟာတထေးကြီးတွေဆိုပြီးအောက်ခြေမလွတ်စေခြင်းမူတက္ကသိုလ်ဆိုတော့10တန်းလို့မဟုတ်ဘူးလွတ်လပ်တယ်လေတားမိစကားပြောနေစဉ်ဒေါ်ဆန်ကြော့ခိုင်ဝင်လာသည်လက်ထဲမှာစာအုပ်လေးအသေးနှုတ်အုပ်ပါလာသည်ရှယ်လီကနေရာပေး၍ဂရင်မေးကလထိုင်မှာဒေါ်ဆန်ကြော့ခိုင်ထိုင်လိုက်သည်ဒီစာအုပ်နှုတ်အုပ်ကစည်ရင်းစာအုပ်ဂျင်မီနဲ့အန်နီနဲ့တအုပ်စီယူကြဖွားရီလှမ်းပေးလိုက်သည်ကိုအန်နီနဲ့ဂျင်မီကလှမ်းယူကြသည်ဟိုတုန်းကတော့ရှယ်လီကလေးတွေကိုမုံမိုးဘလို့ပေးလဲဒေါ်ဆန်ကြော့ခိုင်ကမေးလိုက်သည်တနေ့ကိုတစ်ချက်ပါမမီတလားစာပေးထားပါတယ်တက္ကသိုလ်ရောက်လဲရှယ်လီတစ်ချက်ပဲပေးမှာပါ
ထိုစဉ်ကလက်တော့ဆုံမုတ်ဟင်းကဘာဆာဆာတပကံငါးမူပြား90သာဖြစ်၍နန်းကြီးတုတ်တပကံစားပြီးရတော့ငါးမူပို့သေးသည်လက်ဖေးတစ်ခွက်က25ပြားအေးပေါ့မင်းတို့မာမီဘလောက်ပေးပေးဒီစည်ရင်းစာအုပ်မှာမှတ်ရမယ်ဖွားဖွားတို့ပေးလဲမှတ်ရမယ်တနေ့ဘလောက်သုံးနေဆိုတာလဲရက်စွဲနဲ့မှတ်ရမယ်ဖွားဖွားကြည့်ကျင်တဲ့အချိန်ကြည့်မယ်ဂျင်မီတို့ကြမှာဖွားဖွားလောက်တာမဟုတ်ဘူးနော်ဖွားဖွားသားသမီးတွေအားလုံးចောင်းသားဘဝတွေကစည်ရင်းစာအုပ်ကလေးတွေကိုစီပေးထားတယ်သူတို့သုံးဆွဲသမျှကိုရေးမှတ်ထားရတယ်ဒါပါပဲဖွားဖွားသွားအောင်မယ်ဒေါ်ဆန်ကြော့ခိုင်သွားရကိုအင်းနီနဲ့ဂျင်မီကငေးနေကြသည်သူတို့သည်စီးစနစ်အသစ်တစ်ခုနဲ့စတင်တွေ့ကြပြီရှယ်လီအဖို့တော့မထူးပါလင်းသူ့ကိုလက်ထက်ကလေးကစည်ရင်းနဲ့အင်းနဲ့တုံးဆွဲစေရသည်မှာဒေါ်ဆန်ကြော့ခိုင်လေ့ကျင့်မိလိုက်တော့ငငယ်ကလေးကအကျင့်ဖြစ်သည်ကိုသဘောပေါက်လာသည်ရှယ်လီသည်ခလေးတွေအဖေနဲ့ရကလေးကစည်ရင်းစာအုပ်လေးကင်ပြီးတုံးဆွဲရကြောင်းသားနှင့်သမီးကိုရှင်းပြလိုက်သည်စောင်းနက်နက်နေကြီးသည်အယောင်တောက်ပပေမဲ့အပူရှိန်မပြင်းသေးပါနှင်းများပါစားပြူလာပြီမြကြဖြူအစိမ်းရင်အောက်ခံပေါ်မှာအဖြူရောင်စလုံးနှင့်မြကြဖြူဟူသောဆိုင်းမုတ်ကြီးမှာစကော်စီအနောက်ဖက်တန်းတွင်ဝင်းပနေသည်ပြောင်လက်နေသောဗီဒီယိုကြီးများကိုငွေရောင်ဖဲစာများနှင့်အုပ်ထားသည်ဆိုင်းမုတ်တင်ဆိုင်းဖွင့်ပွဲဖြစ်၍မနက်၈နာရီလောက်မှာမုံလက်ဖုံးကြီးများကိုဓာန်ပေါက်ဆွန်းကပ်လိုက်သည်9နာရီမှစ၍ဧည့်သည်များကိုဓာန်ပေါက်ကျွေးမွေးသည်ဖိတ်ခေါ်ထားသောဧည့်သည်များမှာမများလှတော့လဲအရေးပါသူများဖြစ်ကြသည်ကုံသွေးဌာနမှအတွင်းဝင်နှင့်အမှုရန်တချို့မြန်မာကုံသွေးကြီးများအသင်း၏ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးဦးဘိုးငိမ့်ကုမ္ပဏီစန်းကုမ္ပဏီစိန်ဘရာသာစသောဗိုလ်ချုပ်ဈေးအတွင်းမြန်မာကုံသွေးကြီးများနှင့်ဖာရာစရန်အာလာမိုတီကျူးမစသောကလားကုံသွေးများဒေါခင်သက်တင်၏တရုတ်ကုံသွေးများနှင့်ဒေါ်တန်းရီတို့ကိုပါဖိတ်ခေါ်ကျွေးမွေးသည်ဥခင်ဆွေကိုတော့သူမဖိတ်ဦးရွှေစံအောင်နှင့်ဒေါ်ဆန်ကြော့ခိုင်မိတ်ဆွေတချို့လည်းလာကြသည်ရှယ်လီကတော့စရုံးမို့မို့ထုံးကပလဲစရိုးတစ်ခုထိုးဆိုင်ထားသည်သွဲပြောင်းဖြူနုသောသူ့လယ်တိုင်းမှာပလဲသွဲတကုံရိခွေလျက်နိုင်လွန်အဖြူလက်ရှိမန္တလေးပိုးအဖြူရောင်နှင့်ပန်းရောင်နှစ်ရောင်ချိတ်လုံကြီးကိုဝတ်ဆင်ထားသည်လှပကြော့ရှင်းသည့်ထက်အရွယ်ဤခန့်ညာခြင်းကြက်တရီနှင့်ရှယ်လီငယ်စဉ်ကထပ်ပင်အလှပြည့်စုံလာသည်ဟုထင်ရသည်ရှယ်လီသည်ဧည့်သည်များကိုဧည့်ခံကြိုဆိုရင်းရောက်ခမများနှင့်လည်းမိတ်ဆက်ပေးရင်းကတစုံတစ်ယောက်ကိုမျှော်လင့်နေမိသည်တနေ့ညနေကသူတူတူကိုဖုန်းဆက်သည်သူ၏ကုမ္ပဏီဖွင့်ပွဲကိုလာဖို့ယခု10နာရီထိုးလာပြီဧည့်သည်များလည်းစုံသည်သူ့ကိုခွင့်လွှတ်လင်းဖြင့်တူတူလာကောင်းပါရဲ့10နာရီထိုးကန်ဤတူတူရောက်လာသည်သူ့ပုံစံကစမိတ်ရှက်စရုံးမြင့်မြင့်မှာစပယ်တကုံးရစ်ခွေပန်လျက်နိုင်လွန်အဖြူလက်ရှိဘရိုကိတ်စိမ့်ခတ်ပါသောလုံကြီးဝတ်လာသည်ပြည့်ဖြိုးကြည်လင်သောမျက်နှာကသူ့ပတ်ဝန်းကျင်ကိုပါလင်းလက်သွားစေပါသည်တူတူရေလာရှယ်လီဝမ်းသာလိုက်တာရှယ်လီကကားပေါ်မှာဆင်းလာသောတူတူကိုကိုယ်တိုင်ကြိုဆို၍ရောက်ခမကြီးများနှင့်မိတ်ဆက်ပေးသည်10နာရီတိတိတွင်ဆိုင်ကိုအတွင်းဝင်ကဖွင့်လိုက်ကြောင်းကြော်ညာကကျောင်းမြရတနာများထားသောမှန်ပီရိုကြီးပေါ်မှဖဲစားကိုတဖြည်းဖြည်းဆွဲဖွင့်လိုက်သည်ဆိုင်နှခမ်းတွဲမှာညာဘက်တစ်ခန်းကအထည်လိပ်နိုင်ငံခြားဖြစ်မျိုးစုံဘယ်ဘက်အခန်းကမြန်မာဖြစ်ပိုးတယ်ရွန်းတယ်များနှင့်လှုပ်ပြီးသားလက်ဝတ်ရတနာများဖြစ်သည်ဗီဒီယိုကြီးများပေါ်မှာပိုးစာများတဖြည်းဖြည်းရှော့ကျသွားသောအခါတစ်လွင်တောက်ပသောပိုးဖဲစားရီလက်ဝတ်ရတနာရဲ့အယောင်နှင့်ဆိုင်တစ်ခန်းလုံးဝင်းလက်တောက်ပသွားသည်ဧည့်သည်တွေပြန်သွားပေမဲ့တူတူကြံရစ်သည်ရှယ်လီကဒေါခင်သက်တင်နှင့်တူတူကိုမိတ်ဆက်ပေးသည်ရှယ်လီကုံတဲ့တယောက်ဖြစ်လာအောင်မမကမွေးပေးလိုက်တာပဲရှယ်လီရဲ့ကျေးဇူးရှင်မမဒေါခင်သက်တင်မှာတူတူမမဒါကရှယ်လီတငယ်ချင်းအတွင်းဝင်ကြောဒေါခင်မီတိုက်ရှယ်လီတို့ကတော့တူတူလိုပဲခေါ်ကြတယ်တူတူကပြုံး၍ဒေါခင်သက်တင်ကိုနှုတ်ဆက်သည်သူ့အပြုံးတွင်ခွင့်လွှတ်ခြင်းပါရန်ကောင်းပါရဲ့ဟုရှယ်လီဆုတောင်းနေမိသည်ဒေါ်လီတို့မန္တလေးပြောင်းသွားတာတူတူသိရနော်
ရှယ်လီကမေးလိုက်သည်သိပါတယ်သူဖုန်းနဲ့နှောက်ဆက်တာနောက်ကျလို့ထမင်းတော်မကျွေးလိုက်ရဘူးရှယ်လီမှာဒေါ်လီမရှိတော့တမျိုးအားငယ်ရတယ်ဘာပဲဖြစ်ဖြစ်တူတူကိုဒေါ်လေးကိုစားရှယ်လီအားကိုရမှာပဲတူတူသည်ရှယ်လီလက်ကိုဖြင်းချင်းစွာဆွဲယူဆုပ်ကန်လိုက်၍လိုက်လိုက်လဲလဲပြုံးလိုက်သည်တူတူတက်နိုင်တာကူညီပါမယ်ရှယ်လီကဲပထမဆုံးဝဲသူအနေနဲ့တူတူဈေးဥဖောက်မယ်တူတူကပြောပြောဆိုဆိုနဲ့မြန်မာပိုးတွေများခင်းချင်းပြသထားတဲ့ဗီဒီယိုထဲမှာပိုးဝဆန်းရင်းနဲ့အဖြူနှစ်ရောင်ချိတ်လုံကြီးတစ်ထည်ဝဲလိုက်သည်ရှယ်လီကလုံကြီးပိုးငွေလက်ခံ၍သူတော်ကောင်းပတ်စံဝင်လာမစဲတဲတဲလို့ဆိုကြတယ်နော်အခုလဲတူတူမြစ်တာကြောင့်ရှယ်လီကြီးပွားပါစေဆုတောင်းပါတယ်သူပြောရင်အတန်တုံးကမျက်ရည်များဝဲလာသည်ဒီနေ့ကမျက်ရည်ဝဲရမည်နေမဟုတ်ကြက်တည်မင်္ဂလာနဲ့ပြည့်စုံရမည်နေပြီးတော့တူတူ၏ခွင့်လွှတ်ခြင်းကိုခံစားရသောနေ့စိတ်ကိုပြန်လဲထိန်းချုပ်လိုက်သည်ရှယ်လီတူတူပြန်တော့မယ်တူတူသည်ဥရွှေစံအောင်တို့လင်မယားနှင့်ဒေါခင်တက်တင်ကိုပါနှုတ်ဆက်၍ပြန်လာခဲ့သည်အားလုံးဧည့်သည်ဆဲသွားတော့ဒေါခင်တက်တင်မဲ့ကြံရစ်သည်ရောက်ခမကြီးတွေလည်းပြန်သွားပြီကဲမမဆိုင်ကအယောင်စေးရှယ်လီမဟုတ်တော့ဘူးနော်ဒေါ်မြကြပြူဖြစ်လာပြီဒေါခင်တက်တင်ကစကားဆလိုက်သည်ကုံတဲ့ဟာတန်တမန်လိုပဲတန်တမန်ပြုံးလဲပြုံးတတ်ရမယ်လူပေါင်းဆောင်ကိုဝင်ဆက်အောင်ဆက်ဆံရတာရှယ်လီကလှတော့အန်နီရတစ်ခုခုကြုံလဲပရိယနဲ့ကာကွယ်တတ်ရမယ်ဟိုတုန်းကလိုဥခင်ဆွေပါချခဲ့တာမျိုးတော့စင်ကျင်ပေါ့ဒေါခင်တက်တင်ကအတိတ်ကိုပြန်လဲပြောပြသည်ပရိယနဲ့ကာကွယ်ရမည့်အစားကိုထိလက်ရောက်ကျူးကွန်ခဲ့သောသူ၏အမှားကိုထောက်ပြသည်သူတို့ကအကြမ်းဖက်လာရင်တော့နှီးမျိုးစုံနဲ့ကာဝယ်ရမှာပေါ့လေဒေါခင်တက်တင်ကစကားကိုဖြေကစကော့ဈေးရှိတချို့အမျိုးသမီးများကုံသွဲရင်အိမ်နောင်၏ဖောက်ပြန်မှုတွေရှိကြောင်းပြောပြရင်သူ့ကိုတတိပေးသွားသည်သူဒေါခင်တက်တင်ကိုအထူးကျေးဇူးတင်ပါသည်မြကြပြူဖြစ်လာအောင်ဒေါခင်တက်တင်သူ့ကိုကြောက်ရိုင်းလိုသွေးကအယောင်တင်မိခဲ့သည်မဟုတ်ပါလားအင်းဒီတက္ကသိုလ်စတက်သောနေ့ကရှယ်လီကိုရိုင်းကားမောင်းကသမီးကိုကြောင်းပို့သည်အင်းဒီကအင်္ဂလိပ်စာတစ်ဘာသာဂုဏ်ထူးပဲရသည်အင်္ဂလိပ်စာနှင့်မြန်မာစာတွဲယူကတက္ကသိုလ်ဆက်တက်သည်လိန်ချကားလေးကိုရောင်းချက Austin A4B40 ကိုဝယ်စီးလိုက်သည်စာသင်ခန်းရှိတွင်ကားရက်ခါပေးပြီးသမီးဆင်းသွားသည်ကိုကြည့်နေမိသည်သမီးသည်တည်ငြိမ်အေးဆေးလွန်းသည်ဂျင်မီလိုတွတ်တွတ်လက်လက်မရှိစကားလေးနဲသည်စာကြည့်ချိန်မှန်သည်သူမှာထားသလိုစာကြည့်ပြီးလင်မိဖို့ကြောင့်ဝင်သည်အလုံးနှင့်အဖိုးအဖွားကျင်တတ်အောင်ပြုစုပေမဲ့တိတိတတ်တာဖွဲ့ဖွဲ့နွဲ့နွဲ့စကားမပြောတတ်အဝတ်အစားကလည်းသူငယ်စဉ်ကားနှင့်ဘာမှမတူသူကငွေကန်300သူမို့လို့စမ်းသမျှဝတ်သည်အင်းဒီကစမ်းစမ်းပြပြလည်းမပူစားတတ်သူဝယ်ပေးသမျှဝတ်သည်အဖွားသွေးမေးသောပုံစံထင်ပါရဲ့ကြောင်းတက်သွားရင်ရခိုင်လုံကြီးရောင်စုံမဲဝတ်သည်ပြီးတော့အင်းကြီးအမည်ကိုခိုင်ဖြူလင်းဟုတက္ကသိုလ်မှာပြောင်းရသည်အင်းဒီတို့ခေရောက်တော့ရှယ်လီတို့ခေလို့မဟုတ်စပင်နဲ့ကြောလေလောက်ရောက်ကြပြီအင်းကြီးလေဟိုက်လက်တို့ဝတ်လာကြ၍ဘလော့စ်ကိုလည်းစတင်ဝတ်လာသည်အင်းဒီကအိမ်မမူတိုဘရကိုနှင့်ပွင့်ရိုက်လုံကြီးများကိုဝတ်သေးသည်ကြောင်းတက်လျင်နိုင်လွန်လက်ရှည်အဖြူနှင့်ရခိုင်လုံကြီးကိုပဲဝတ်သောအင်းဒီပုံစံမှာပါတိုက်ရောင်စုံနှင့်ခစ်စားသောကျောင်းသူတွေအလယ်မှာတပုံစံဖြစ်နေသည်စပင်ကိုလည်းအရှိထားသည်စတုံးနောက်တွဲလုံးကပန်းမွင့်တပွင့်ကိုတော့ခေါင်းမှာပန်သွားသည်အင်းဒီကသူ့လိုအသားမဖြူညိုညိုနွဲ့နွဲ့နှာရန်ဆင်းဆင်းလေးနဲ့နှကမ်းပါးလေးတွေကတော့ပြုံးနေတတ်သည်ညိုမောင်သောမျက်ဝန်းကတော့တည်ငြိမ်အေးဆေးသောစိတ်ကိုပြနေသည်အင်းဒီတစ်ခါရခိုင်လုံကြီးအဖြူကန်နှင့်နိုင်လွန်လက်ရှည်ဝဲ၍ကြောင်းတက်သောနေ့မှမူအဖြူရောင်ကြိုက်တတ်သောတူတူကိုသွားသတိရသည်သူသမီးအင်းဒီသည်အရက်သွဲ့မြင့်မြင့်နှင့်အဝတ်အစားပြင်ပုံစင်ပုံဟန်ဘတ်အမူအရာကအစားဘာကြောင့်တူတူနှင့်သွားတူနေပါလဲအင်းဒီစာသင်ခန်းထဲဝင်သွားတော့မှကားကိုဆက်နှိုးကဘွယ်နှင်းသပင်ခမ်းမနောက်ဘက်အင်းရလန်တိုင်းမောင်းသွားသည်
ကားကိုတစ်ပင်တပင်အောက်ရက်ခဲ့၍သူကံဘက်ကိုထွက်သွားသည်နနက်နေစီအောက်မှာကံရည်ပြင်းသည်တည်ငြိမ်လျက်ရှိသည်ညနေဆောင်မဟုတ်၍အင်းအားကံပေါင်းမှာကျောင်းသူကျောင်းသားစစ်စစ်ကားကားမရှိသူကံပေါင်းမှာမတ်တက်ရက်နေမိသည်ကံလေကျွန်းလေးတစ်ကျွန်းစီသို့လှေလေးတစ်စင်းလှော်ခတ်သွားသည်လှေပေါ်မှာစုံတဲ့တွင်တင်နှမ်းမရှိသောအတွဲဖြစ်မည်မနက်ခင်းလေညင်းသည်ရေမျက်နှာပြင်ကိုနမ်းရှုပ်သွားသည်တည့်ရွက်ကလေးများကိုလည်းပွေပိုက်ကစားသွား၍တည့်ရွက်ကလေးများ၏တိုးညင်းသောရည်တံများထွက်ပေါ်လာသည်တခါတော့ကဤမြက်ခင်းများပေါ်မှာရင်ပြင်ပေါ်မှာအင်းအားကန်လည်းရှိကျွန်းကလေးများပေါ်မှာသူခြေရာထပ်ခဲ့သည်သူထဲလဲတွဲခဲ့သူများလည်းအိုးအိမ်ထူထောင်ကနေအနှံ့ထွက်ခွာ၍တမွေးဝမ်းကြောင်းတစ်ခုခုလုံနေကြပေပြီသူကိုလည်းမေးပြောက်ကောင်းမေးပြောက်ကြပေမည်သူဒီပင်လင်းနှင့်သားနှင့်စီးပွားရေးကိုဥဆောင်နေရသူတယောက်တက္ကသိုလ်ကျောင်းသူဘဝကိုရမ်းစွန့်မိတာလင်းနှင့်ကြတော့တက္ကသိုလ်ပတ်ဝန်းကျင်မှာခြေရာဖြောက်၍ကျောင်းပရဝုံအပြင်ထွက်ခါတနေရာမှာတွေ့ကြသည်လင်းကိုတော့သူကစ၍ချစ်မိလေသောကြောင့်အဆဆလင်းနှင့်တွေ့ဖို့သူကအကွက်ဆင်ခဲ့ရသည်ဖျားတမီးအင်းနေသည်တက္ကသိုလ်ကျောင်းသူဘဝမှာသူ့လိုများချစ်သူများများထား၍အလှဲ့ကျအတွဲတွေနဲ့ဤကံပတ်ဝန်းလင်မှာကြက်စားခံပါလိပြီးတော့သူလင်းကိုတွေ့တော့ကျောင်းတစ်ဝက်တစ်ပြက်နဲ့လင်းကိုမရရအောင်ယူခဲ့သလိုအင်းနေသည်သူ့ရဲ့လေးလာနေသောပညာရက်ကိုအပီးတိုင်မသိမှဖြင့်သူကိုယ်တိုင်မျက်နှာများခဲ့ပေမဲ့သူမိခင်ဘဝရောက်လာတော့အတွေးခေါ်ပြောင်းလာသည်ရီးစားများသောအန်နရဲ့သူ့သမီးပေါ်ကြာရောက်လာမှစိုးရိမ်လာသည်မဖြစ်စေရဒီလိုမျိုးဘယ်နည်းနဲ့မှအဖြစ်မခံနိုင်အထူးသဖြင့်လင်းမရှိ၍အဖေမရှိ၍သားသမီးတွေပညာရေးထိခိုက်ရသည်ဆိုသည်ကိုနည်းနည်းမှလက်မခံနိုင်သူအစွမ်းကုန်အလုပ်လုပ်မည်သူ့နောက်မှာလည်းသူ့ရောက်ခမများကမီးများကိုအုပ်ထိန်မှုတာဝန်ယူထားသည်မဟုတ်ပါလားသူ့အဖြစ်မျိုးအင်းကြီးဖြစ်လာဖို့အကြောင်းမရှိပါသူစိတ်သူဖြေကကားရှိရာသို့ရှောက်လာခဲ့သည်ကားပေါ်မှာထိုင်ရင်းသူဖြတ်လျှောက်လာသောမြက်ခင်းစိမ့်လေးကိုကြည့်လိုက်သည်ဤမြက်ခင်းများသည်တခါကသူ့ချစ်သူများနှင့်အတူထိုင်ခဲ့သောပန်းမွေရာရွှေကော်စောများပါပဲရခင်ကသူကချစ်သူကိုမလွမ်းတတ်မမျှော်တတ်ရှယ်လီဆိုသူကိုသာချင်းဆိုထားသူချစ်သူကမျှော်လင့်ရမည့်မိမစာပတ်ဝန်းကျင်အလှအပမှာသူမိမ့်မော့ဖို့ကြည်နူးဖို့သတိမရသူကြည်နူးသည်ကသူ့အတွဲများဖြစ်သည်ကျောင်းသားအများစုကိုနိုင်စားခဲ့လေသည်များလင်းနှင်းကြတော့သူဒူးထောက်ရပြီအောင်မြေအရဲဟုသူထင်ခဲ့သောအေးရပတ်ဝန်းကျင်သည်ယခုတော့လေတိုးတက်ငြိမ်သက်လွန်းနေသလိုထင်ရသည်တရက်ဂန့်ကော်နှင့်မယမ်းမေကြီးများအုံဆိုင်ညိုမိုင်းနေသည်အဝေးရှိစားတောက်ဆိုင်များမှာစားလူကျိုးတို့ကျဲတဲ့နှင့်အေးမြသောတရိတ်ကိုခိုးလုံနေသောအုံအောငှက်ငယ်၏တိုးငင်းသောတေးတံကိုကြားရစပြူလာသည်ကံရည်ပင်မြသားပေါ်မှာနေကြီးကစိန်ပွေများဖြန့်ကျဲသွားသည်ရေပင်ကိုဖြတ်တန်းလာသောလက်ဆက်သောမနက်ခင်းလေကသူ့ကိုဖတ်ရန်နှုတ်ဆက်သည်ရင်မိုးမိန်မောပဲကောင်းသောပတ်ဝန်းကျင်သူမေ့လျော့ခဲ့သောတက္ကသိုလ်၏တိမ်မှုပွဲပတ်ဝန်းကျင်မှာသူယခုတော့လွမ်းတက်လာပြီသူမျှော်ရသောအလှဲ့သို့ရောက်ခဲ့ပြီလေးတွဲစွာတက်ပြင်းချရင်တက္ကသိုလ်ပရဝုံမှသူ့ကားလေးကိုဖြင်းချင်းစွာမောင်း၍ထွက်လာခဲ့သည်ဆိုင်ကိုသွားရန်စကော့ဈေးသို့ကားမောင်းလာခဲ့သည်ယခုတော့ကြောင်မြရတနာများရောင်းဝယ်သောနေရာမှာသူ၏အဖေတူအမေကွဲညီမလေးညိုမိကိုခေါ်၍တာဝန်ပေးသည်ဒေါခင်သက်တင်နှင့်အတူနေကိုင်းသည်မမီဘက်ကတူတယောက်ဖြစ်သူကျော်မင်းဝေကဆိုင်မန်နေဂျာလုပ်သည်အယောင်ကလေးမနှစ်ယောက်နှင့်ဆိုင်ကအခြေကျ၍လာပါသည်နိုင်ငံခြားမှကုန်ပစ္စည်းများတင်သွင်းသောကိစ္စနှင့်ပတ်သက်၍တော့ရောက်ခမကြီးဦးရွှေစံအောင်၏ညွှန်ကြားချက်ကိုသူကလိုက်နာသည်အတွင်းဝင်ယုံဗန်နှင့်နိုင်ငံခြားဆက်သွယ်ရေးကိုသူကလုပ်ရသည်အခုရှုံမနောင်ရှင်ဆိုသလိုဆိုင်ကိုစား၍ထောင်ရဲကစာချုပ်ချုပ်ထားသည်ရှယ်လီကရောင်းဝယ်ရေးတာဝန်ယူ၍လူဆိုင်ဦးရွှေစံအောင်ကငွေရင်းစိုက်ကြရသည်အမျက်ငွေကိုတယောက်တစ်ဝက်ခွဲယူရမည်ဖြစ်သည်
သူဝင်ငွေရှိလာကြတဲ့ကအင်းနီကျောင်းစရိတ်ကိုသူတာဝန်ယူခဲ့သည်ရောက်ခမကြီးများကဂျင်မီကိုဆရာဝန်ဖြစ်အောင်ထားပေးဖို့တာဝန်ယူကြသည်သူသည်စာအစင်းနဲ့ဖွင့်ထားသည်ကိုကြည့်ရှု၍ကျော်မင်းဝေကိုမှားစရာရှိသည်များမှားကအတွင်းဝင်ရုံးဘက်ထွက်လာခဲ့သည်ကုံသွေးဌာနအတွင်းဝင်လေးဦးတန်းထွန်းကိုစိုင်းမုတ်ချိတ်ထားသောအခန်းရှိမှသူရက်လိုက်သည်မင်းစီလေးကိုခွင့်တောင်းလိုက်သည်မင်းစီလေးရုံးခန်းနဲ့ဝင်ကခွင့်တောင်းပြီးပြန်ထွက်လာခဲ့သည်ဝင်နိုင်ပါတယ်မမသူရုံးခန်းနဲ့ဝင်လိုက်တော့အံ့အားသင့်သွားသည်လာလားရှယ်လီကိုကဒေါ်မြကြဘူးဆိုတော့ဘသူများလဲလို့ထိုင်ပါရှယ်လီကလည်းစပွဲရှိထိုင်လိုက်ရင်ဝမ်းသာသွားသည်ရှယ်လီကလည်းမမဒေါ်ခင်တက်တင်ကအတွင်းဝင်လေးတင်ပြောင်းလာတယ်လို့ပြောတော့အသေးချာမမေးမိဘူးဝမ်းသာလိုက်တာရှယ်လီတို့တငယ်ချင်းတွေပြန်တွေ့ရတော့အလောက်လောက်ရတာအဆင်ပြေတာပေါ့ဦးတန်းထွန်းသည်အသားဖြူဖြူအရက်မြင့်မြင့်နှာရန်ကမပေါ်မျက်လုံးများကဆူရှာ၍ထက်မြက်သောမျက်လုံးမျိုးဖော်ဖော်ရွရွနှင့်စကားပြောကောင်းလာသည်ဆိုပါအောင်တက္ကသိုလ်မှာတော့ကိုတွဲခဲ့ရတဲ့ရှယ်လီအခုမြကြပြူဘလို့ဖြစ်တာလဲရှယ်လီကတွဲဆိုသောစကားလုံးကိုမကြိုက်ကျောင်းမှာကရှယ်လီကိုမြကြပြူလို့မခေါ်ကြဘူးလေရှယ်လီကိုမမီပေးထားတဲ့မြန်မာနာမည်ကမြကြပြူအခုကုမ္ပဏီထောင်တော့ရှယ်လီမြန်မာအမည်နဲ့ကုမ္ပဏီထောင်တာပေါ့အခုတထိပ်ဖြစ်နေပြီလားမဖြစ်သေးပါဘူးကိုတန်းထုံးရဲ့လေပတ်ပြီလို့တော့စိုးနိုင်တာပေါ့ရောက်ခမတွေကငွေရင်းထုတ်ပေးတယ်လीဦးတန်းထွန်းသည်ခစ်တငေးနေရင်မှကိုလင်းရွှေအောင်အကြောင်းလဲကြားပါတယ်သူပြန်မလာတော့ဘူးနော်ရှယ်လီစိတ်ထဲမှာလင်းအကြောင်းကိုဦးတန်းထွန်းသိချင်သိနေပေမဲ့နှုတ်မထုတ်ဖော်ရေးမပြောစေခြင်းဦးတန်းထွန်းကစကားဆက်ပြောသည်ဒီလိုပေါ့လေကိုရိုတက္ကသိုလ်မှာနေခဲ့ရတဲ့ရက်တွေကတော့ကြည်နူးစရာတွေပဲကိုလည်းမြို့ဝကျုံးမော်ဘက်ရောက်တော့လှေကလေးတွေမြင်ရတိုင်းရှယ်လီကိုသတိရမိတယ်ရှယ်လီမျက်နှာမထားတတ်ဖြစ်သွားမိသည်သူ့မျက်နှာကိုစူးစား၍ထိန်းလိုက်သည်ဦးတန်းထွန်းသတိရနေပေမည်သူနှင့်လှေလော်ဘက်ကျောင်းသားထဲမှာဦးတန်းထွန်းတယောက်ပါဝင်ပြစ်ခဲ့သည်ကျောင်းတော်ကတော့ဦးတန်းထွန်းပေါ်အလေးနဲ့မထားခဲ့ပါတွဲပေါ်တွဲဘက်လှေလော်ဘက်တယောက်ပဲပေါ့အเจ้าနေပေါ်ရှယ်လီရဲ့ကိုဟာကိုရက်တည်နိုင်မှုပဲအရေးကြီးတယ်ကိုကံကြမ္မာတစ်မျိုးကိုဇနီးကတစ်နှစ်ကဆုံးသွားတယ်ခလေးတော့မကြံရစ်ခဲ့ဘူးရှယ်လီကိုချီးကျူးပါတယ်လင်းရွှေအောင်မရှိပေမဲ့ရှယ်လီကိုမြင်ရတာကျောင်းတော်နဲ့ဘာမှမတူဘူးတိတ်ပြောင်းလဲလာတယ်တည်ငြိမ်ရင့်ကျက်လာတယ်လို့ဆိုလိုချင်တာကိုကတော့ပြော့ညံ့နေသေးတယ်အခုထိကိုဇနီးဆုံးသွားတဲ့အတွက်ဖယိုဖေရဲ့ကြံရစ်တဲ့ဘဝကိုတိမ့်ဆက်လို့မရသေးဘူးဒီလိုပေါ့ကိုတန်းထွန်းရဲ့ရှယ်လီဒီမနက်ပဲသမီးကိုကြောင်းပို့ရင်အင်းရကံပဲရောက်ခဲ့သေးတယ်ကျောင်းသားဘဝကတော့လွမ်းစရာပေါ့ဒါပေမဲ့ရှယ်လီတက္ကသိုလ်ကျောင်းသူမဟုတ်တော့ဘူးရှယ်လီမာကတားနဲ့သမီးဟာရှိနေသေးတယ်သူတို့ရှေ့မှာကိုကမမရက်မပြနိုင်ရင်သူတို့ပါဖယိုဖေရဲ့တွေဖြစ်ကုန်မှာပေါ့ပြီးတော့အလောက်ကရှယ်လီစိတ်ကိုထိန်းသွားတာပါရှယ်လီလီရှစ်ဆက်လောက်မှအလုပ်တွေလည်းတွေးထားရတယ်ငွေရင်းကမလိုက်နိုင်သေးလို့ကဲရှယ်လီပြင်သစ်ကဘရိုကိတ်တွေမှားထားတဲ့ကိစ္စနည်းနည်းနှောင့်နှေးနေလို့ကိုတန်းထုံအဲ့ဒါလာပြောတာစာဝဲစာတမ်းကော်ပီရရှိရမလားပေးထားလေနောက်လဲလာပါကိုညီရမှာကို့မှာဝတ်တရားရှိတယ်ကိုရှယ်လီနဲ့တွေ့ရတာဘလို့ဝမ်းသာမှမသိဘူးကိုကအားရင်ကဝဲတွေပဲသွားနေတာမီရိုမရင်းကလပ်မှာဒီစနေနေ့ညဘောဒန်ရှိတယ်အလူရံမုံငွေကဝဲကိုလက်မှတ်နှစ်ဆောင်တောင်ဝယ်ထားရတယ်ရှယ်လီလိုက်မလားအိုးကိုတန်းထုံးကလည်းရှယ်လီကကပြားဖြစ်ပေမဲ့အကမတက်ဘူးမမီရှိကြတဲ့ကဒီဘောဒန်ရင်ချင်းဆက်အကတွေမမီကမကစီရဘူးကျောင်းမှာလည်းကိုတန်းထုံးတိတာပဲတခြားရှယ်လီသွားကျင်ရသွားတာကပွဲတော့မတက်ပါဘူးကောင်းပါပြီဗျာနောက်တွေ့ကြသေးတာပေါ့ရှယ်လီကိုတို့လှေလော်ကြအောင်ဆိုကိုတန်းထွန်းကရည်ရွယ်ပြောလိုက်သည်ရှယ်လီသည်ဘာပြန်ပြောရမှမသိကြောင်အန်းဖြစ်သွားပြီးမှနှုတ်ဆက်ခါပြန်လာခဲ့သည်
ဟုတ်ကဲ့ပါပရိသတ်ကြီးတို့ရေဒီနေ့တင်ဆက်ပေးခဲ့တဲ့မြကြပြူဝတ္ထုအပိုင်း6ကိုကြက်ညစ်တကြလိမ့်မယ်လို့ယုံကြည်မိပါတယ်။ဒါကြောင့်နောက်နေ့တွေမှာလည်းမြကြပြူဝတ္ထုရဲ့ကြံရှိနေသေးတဲ့အပိုင်းဆက်လေးတွေကိုဆက်လက်တင်ဆက်ပေးနေအောင်မှာမို့လို့ကျမတို့ channel လေးကို like and subscribe လုပ်ထားပေးခဲ့ဖို့မမေ့ကြပါနဲ့ဦးနော်။နားဆင်အားပေးခဲ့ကြသူပရိသတ်တို့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။ကျမကတော့တင်ဆက်သူသုံးမဲ့ဖြစ်ပါတယ်။